အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်ပြောပြပေးတော့မှာတော့ UC တွေဘယ်လိုထည့်ရင်ဘယ်လိုတက်တာလဲဆိုတာကိုကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါတယ် UC ဘယ်လိုထည့်ရင်ဘယ်လိုတက်တာလဲဆိုတာက UC ထည့်လိုက်ရင်ပတ်စံတက်တာကိုပြောတာမဟုတ်ဘဲနဲ့ UC ထဲမှာဘယ်လိုသုံးဝင်မလဲဆိုတာကိုပြောပြမှာဖြစ်ပါတယ်အရင်ဆုံးဗရာသားတို့က UC 60 660ထည့်ဖို့ဗရာသားတို့ကများတယ်660ဗရာသားတို့ထည့်လိုက်ပြီးမှန်းတယ်ဒါပေမဲ့ထည့်လိုက်ရင်သူက360ပြန်ရမယ်ဒါပေမဲ့ဒါကိုအရင်ဝယ်လိုက်ဝယ်ပြီးတော့လို့ရှိရင်ဗရာသားတို့ဒီနောက်ကအာကြီးကိုလိုချင်ပါလဲဆိုပြီးတော့စက်မဝင်နဲ့ဒါပုံမှန်မတက်နိုင်တဲ့လူတွေကိုပြောတာဆက်ပြီးတော့မဝင်နဲ့ပြီးလို့ရှိရင်သူက premium ပတ်ဆိုတာရှိတယ်ဒါလေးကိုတော့ဝယ်လိုက်ဒါလေးကိုတော့ဝယ်လိုက် premium နှစ်ခုလုံးကိုဝယ်လိုက်ဒါအများဆုံးဗရာသားတို့က8000တသိန်းလောက်တက်နိုင်လို့ရှိပြောတာပါနှစ်ခုဝယ်လိုက်ဘာကြောင့်ဝယ်ခိုင်းတာလဲဆိုတော့ခုနကဟာဝယ်ပြီးတော့ဆက်ဝယ်လည်းမတန်တော့ဘူးတကယ်လို့ဗရာသားတို့ဝယ်လိုက်ပြီး660ထိ660ကိုဝယ်လိုက်ပြီးဆိုရင်တော့360ပဲရမှာသူရှော်စည်းတွေမရဘူး360နဲ့ကိုဗရာသားတို့က blind တော့ဖောက်ရမှာ lucky square တွေမှာ blind တော့ဖောက်ပေးရမှာအဲ့တော့သူက even နဲ့ပြန်ပေးတဲ့ရှော်စည်းပဲရလိမ့်မယ်ဒါပေမဲ့ဒီမှာဒါဝယ်တော့သူကဒီမှာကတစ်ခါဝယ်သူက UC 30 UC ရှော်စည်း3ကပ်ပေးတယ်20 UC က2ကပ်ပေးတယ်10 UC က2ကပ်ပေးတယ်ပြီးတော့သူဒီဘက်မှာလည်းအဲ့တိုင်းပဲသူရှော်စည်းကပ်ပေးတယ်ဒီအောက်ကဟာဒီအပေါ်ကရှူရောင်ဆဲကတော့ဒါ lucky spell ဘယ်နေရာမှာဖြစ်ဖြစ်လှည့်လို့ရတယ်အိတ်စုသူကပလစ်ဆက်မှာလှည့်လို့ရတယ်အောက်ကဒီဟာလေးတွေကတော့ RB လေးတွေ RB မှာပဲလှည့်လို့ရတယ်အဲ့ဒါပြီးသူကခုနကအပေါ်ဟာပြောင်းဝင်တော့နောက်ထပ်60ထပ်ဝင်မယ်ဆိုလို့ရှိရင်ဗရာသားတို့ကအပူမရတော့သူကထောင်ကပြေးမှာရမှာထောင်ကပြေးမှာဒီနှစ်တုံးမရမှာအဲ့တော့သူက premium ဘက်ကိုတော့ဝယ်လိုက်ဘာကြောင့်ဝယ်ခိုင်းတာလဲဆိုတော့အရှော်စည်းကတ်တွေနဲ့သူက UC ပြန်ရတယ်လည်းရှိတယ်ဗရာသားတို့တကယ်လို့မတတ်နိုင်ဘူးဆိုလို့ရှိရင်ဒီမှာဝယ်ယူပြီးဆိုကျွန်တော်က61ရက်နဲ့16ရက်ရှိတယ်သူက1ရက်ကို10ရရင်တော့မှ lucky spell မှာတစ်နေ့ကိုတစ်ခါတွားလှည့်လို့ရတယ်အဲ့ဒါကြောင့်ဗရာသားတို့ဒီဓာလေးကိုဝယ်ခိုင်းရခြင်းဖြစ်ပါတယ်အဆုံးထိလိုက်ကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ